အားလုံးကိုသခင်ယေရှုခရစ်တော်ဖျားရဲ့နာမတော်မြတ်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ယနေ့လည်းပဲကိုတော်ရဲ့ကောင်းမြတ်ခြင်းကယ်တင်ခြင်းနဲ့ရှင်တဲ့တရင်ကောင်းတရားတော်မြတ်ကိုချစ်တဲ့ဓမ္မမိတ်ဆွေတွေမြေကိုဝေငှခွင့်ရရှိမိဖြစ်သောကြောင့်ခြေဆုတော်ကိုချီးမွမ်းရတွက်ပါတယ်။ချစ်တဲ့ညီကိုတို့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာနေထိုင်အသက်ရှင်ဖို့ရန်အတွက်လိုအပ်တဲ့အရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့တွေနေတူဝလိုအပ်ချက်ရှိသလိုကျွန်တော်ဘဝအသက်တာအတွက်အရေးကြီးဆုံးကျန်းမာရေးအတွက်တော်၎င်းစားဝတ်နေရေးနေထိုင်ရေးအတွက်တော်၎င်းလိုအပ်တဲ့အရာတွေရှိကြပါတယ်ဒီအထဲမှာကျွန်တော်တို့ဘဝအသက်တာယခုဘဝနောင်ဘဝအတွက်အလိုအပ်ဆုံးသောအရာကဘယ်အရာဖြစ်တယ်လဲဆိုတာကိုယနေ့ဆင်ခြင်နှလုံးသွင်းဖို့ရန်အတွက်ဖြစ်ပါတယ်ဒီလိုဆင်ခြင်နှလုံးသွင်းဖို့ရန်အတွက်သခင်ယေရှုခရစ်တော်ဖျားလောကထဲမှာသက်ရှင်လှုပ်ရှားသွားလာတဲ့အခါမှာကြုံတွေ့ရတဲ့အကြောင်းအရာလေးတစ်ခုကိုတိုင်တယ်ပြီးတော့မှယနေ့နှုတ်ကပတ်တော်ကိုဝေငှရင်ခွန်အားယူကြပါစို့နှုတ်ကပတ်တော်ကိုရှင်လုကာခရစ်ဝင်အခန်းကြီး30အငယ်38ကနေ42ကကျွန်တော်ရွေးချယ်ထားပါတယ်ဒီเจ้าရာရဲ့အနှစ်ချုပ်လေးကတော့တနေ့သောအခါမှာသခင်ယေရှုခရစ်တော်ဖျားဟာသူ့ရဲ့တပည့်တော်နဲ့အတူဒေသစာကြီးလှည့်လည်တဲ့အခါမှာဘေသနီဆိုတဲ့ရွာကိုရောက်ပါတယ်ဒီဘေသနီဆိုတဲ့ရွာမှာညီမနှစ်ယောက်နေထိုင်ကြပါတယ်မာသာနဲ့မာရီဆိုတဲ့ညီမနှစ်ယောက်နေထိုင်ကြတယ်လို့နှုတ်ကပတ်တော်ကပြောပါတယ်။သခင်ယေရှုခရစ်တော်ဖျားဟာဒီရွာထဲကိုဝင်တဲ့အခါမှာမာသာကယေရှုနဲ့သူ့ရဲ့တပည့်တော်တွေကိုသူ့အိမ်မှာခေတ္တလောက်တဲခိုဖို့ရန်အတွက်နဲ့အဲဝတ်ခြေပြုံရန်အတွက်ကျွေးမွေးဆောက်ရှောက်ဖို့ရန်အတွက်သူခေါ်ဖိတ်ခဲ့ပါတယ်။ဒီယာကိုယေရှုရှင်ခရစ်တော်ဖျားကလည်းလက်ခံခဲ့ပါတယ်။ဒါနဲ့ပဲမာသာကသခင်ယေရှုနဲ့တပည့်တော်တွေကိုနေအိမ်ကိုခေါ်ဆောင်လာပြီးတော့မှအခန့်ခြင်းအဝတ်ပြုခြင်းစားတောက်ခြင်းအမှုကိုပြင်ဆင်ပါတယ်အဲ့ဒီအချိန်မှာသူချစ်တဲ့ညီမမာရိကတော့သခင်ယေရှုတို့ထိုင်နေတဲ့နေရာကိုတွားပြီးတော့မှသခင်ယေရှုရဲ့ခြေတော်ရင်းမှာသခင်ယေရှုခရစ်တော်ဖျားမိမ့်မာမဲ့နှုတ်ကပတ်တရားဒေသနာကိုစိတ်ဝင်စားစွာနဲ့ခံယူလို့နေပါတယ်မိဖို့ကြောင့်အိမ်နောက်ဖေးမှာတော့မာသာကတော့သခင်ယေရှုတို့အတွက်ပြင်ဆင်ချက်ပြုတ်နေတဲ့အခါမှာသူတယောက်တည်းမနိုင်မနှင်းဝန်လို့ဖြစ်တဲ့ကြောင့်မို့လို့သခင်ယေရှုရှေ့ကိုလာပြီးတော့မှသူ့ရဲ့ညီမလေးကသူ့ကိုကူဖို့ရန်အတွက်ပြောဆိုပါတယ်ဒါအပြင်သူ့ရဲ့ညီမလေးကိုလည်းသူ့ကိုမကူတဲ့အတွက်ကြောင့်မလို့ညှို့ညင်သလိုဖြစ်ပါတယ်အဲ့ဒီခါမှာသခင်ယေရှုခရစ်တော်ဖျားပြောတဲ့စကားကတော့မာသာမာသာသင်သည်များစွာသောအမှုတို့၌စိုးရိမ်၍နှောက်ယှက်ခြင်းကိုခံရ၏လိုသောအရာတစ်ခုတည်းရှိ၏မာရိမူကားကောင်းသောဖို့ကိုရွေးယူပြီးထိုဖို့ကိုအဘယ်သူမျှမနှုတ်မယူရဟုမိန့်တော်မူတယ်တဲ့ချစ်တဲ့ညီကိုမောင်မတို့အချိန်နဲ့ဒီရေကလူကိုမဆောက်ပါဘူးဒါအပြင်မြန်မာစကားပုံတစ်ခုကတော့ဒီလိုရေးထားပါသေးတယ်မိုးရွာတုံးရေခံပါလို့ရေးထားပါသေးတယ်သခင်ယေရှုခရစ်တော်ဘုရားဟာသူတို့ရဲ့အိမ်အရေးအာဝါသတဲ့ကိုဂျေဇုတော်တက်ကြောင့်ရောက်ရှိလာတဲ့အခါမှာဒီအခွင့်အရေးကိုမာရိကဘလို့မှလက်လွတ်အဆုံးရှုံးမခံနိုင်တဲ့ကြောင့်မို့လို့အမကိုမကူညီတယ်လို့ဖြစ်သွားပေမဲ့သူ့ဘဝအသက်တာအတွက်ကြီးမားတဲ့သခင်ယေရှုခရစ်တော်ဘုရားရဲ့အသက်နဲ့ရှင်တဲ့နှုတ်ကပတ်တရားဒေသနာကိုသူနာယူတာဖြစ်ပါတယ်ဒီအတွက်အမဖြစ်သူရဲ့ညှို့ညင်ခြင်းကိုသူခံရပါတယ်ဒါအပြင်သခင်ယေရှုဘေးမှာရှိနေတဲ့တပည့်တော်တွေလည်းသူ့ကိုပေါ့နော်လူမှုရေးနားမလည်ဘူးအမကိုမကူညီဘူးစသဖြင့်တော့ဒီလိုအကြည့်မျိုးနဲ့ဒီလိုစကားမျိုးအမြင်မျိုးနဲ့မြင်နေမယ်ဆိုတာလေသူခံစားရမှာပါဒါပေမဲ့သူသိလိုက်တာကဒီအချိန်မှာမှ
သခင်ယေရှုရဲ့အသက်နဲ့ရှင်တဲ့နှုတ်ကပတ်တော်သူ့ဘဝအတွက်အရေးကြီးဆုံးနှုတ်ကပတ်တော်ကို तू မခံယူဘူးဆိုရင်ဘယ်သောအခါမှ तू တဖန်ပြန်ခံယူရမလဲဆိုတာ तू မသိဘူးဒါကြောင့်မို့လို့ဘေးပတ်ဝန်းကျင်ကပြောတဲ့စကားလေးတွေကိုခဏထားပြီးဒီပြင် သူ့အမရဲ့ညုံညင်ခြင်းကိုလည်းပဲခဏလောက်ဘေးဖယ်ထားပြီးတော့မှသခင်ယေရှုခရစ်တော်ဖျားပြောတဲ့စကားကို तू နားထောင်ပါတယ်ချစ်တဲ့ညီကိုမောင်မတို့သခင်ယေရှုဆိုတဲ့ပုဂ္ဂိုလ်တော်ကြီးဒီပုဂ္ဂိုလ်တော်ကြီးသူ့အိမ်ကိုရောက်လာတဲ့အခါမှာဒီပုဂ္ဂိုလ်တော်ကြီးကို तू သိနေတာကသူတို့လူမျိုးတွေအတွက်တမျိုးသားလုံးအတွက်တလောကလုံးအတွက်ကယ်တင်မဲ့ကယ်တင်ပိုင်ရှင်ဖျားစင်စစ်ဖြစ်တယ်ဆိုတော့ तू သိတဲ့အခါမှာဒီအခွင့်အရေးကို तू ဘလို့မှလက်လွတ်ဆုံးရှုံးမခံနိုင်ဘဲနဲ့ तू ယေရှုရှင်ခရစ်တော်ဖျားပြောတဲ့စကားကိုနားထောင်နာယူနေခြင်းပဲဖြစ်ပါတယ်ချစ်တဲ့ညီကိုမောင်မတို့လောကမှာတခါဆုံးရှုံးသွားရင်ဘယ်သောအခါမှပြန်မရတဲ့အထဲမှာကျွန်တော်တို့ရဲ့အသက်ဖြစ်တယ်ကျွန်တော်တို့ရဲ့အချိန်တွေဖြစ်တယ်ကျွန်တော်တို့ရဲ့အကျင့်သိက္ခာတွေဖြစ်တယ်ဒီလိုမျိုးအထဲမှာမှပိုအရေးကြီးတာကကိုရောရဲ့နှုတ်ကပတ်တော်အသက်နဲ့ရှင်တဲ့နှုတ်ကပတ်တော်ကိုခံယူလို့ရရဲ့သားနဲ့အကြောင်းကြောင့်မခံယူဘဲနဲ့ကျွန်တော်တို့လွှဲဆောင်သွားခဲ့မယ်ဆိုရင်ကျွန်တော်နောက်ဘယ်သောအခါမှပြန်ရမယ်ဆိုတာမသိနိုင်ပါဘူးယခုလည်းပဲချစ်တဲ့ဒီကညီကိုမောင်မတွေကိုတိုက်တွန်းနှိုးဆော်ခြင်းပါတယ်လေလှိုင်းကနေတော်၎င်းကျွန်တော်တို့ရဲ့မိတ်ဆွေခရိယန်တွေကကျွန်တော်တို့ကိုခေါ်ဖိတ်လို့ဖျားရှိခိုးကြောင်းမှာအသက်နဲ့ရှင်တဲ့နှုတ်ကပတ်တော်ကိုကြားနာဖို့ခေါ်ဖိတ်တဲ့အခါမှာတော်၎င်းကျွန်တော်တို့အဲ့လိုခေါ်ဖိတ်ခံရရင်ကျွန်တော်လေလှိုင်းတဲကနေပြီးတော့မှကျွန်တော်ယခုလိုပေါ့နော် YouTube တဲကပဲဖြစ်ပေါ့နော် Facebook တဲကပဲဖြစ် Messenger တဲကဖြစ်ကျွန်တော်တို့ကိုရောရဲ့နှုတ်ကပတ်တော်ကြားဖို့ရန်အတွက်အခွင့်အခါရတဲ့အခါမှာကျွန်တော်လိမ္မာပါနတ်ဆိုတော့ကျွန်တော်လွှဲဆောင်သွားမှာလားဒါမှမဟုတ်ကျွန်တော်ဒီအရာကိုကျွန်တော်ဘဝအသက်တာအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးလို့သတ်မှတ်ပြီးတော့မှကျွန်တော်ခံယူမှာလားဒီဟာအရေးကြီးပါတယ်သခင်ယေရှုခရစ်တော်ဘုရားကနှုတ်ကပတ်တော်တစ်ပိုက်မှာဒီလိုရေးထားတာကိုတွေ့ရပါတယ်ငါစကားကိုကြား၍ငါတကားနားမှာနေ့တိုင်းစောက်လျက်တကနိုင်နားမှာမျော်လင့်လျက်နေသောသူသည်မင်္ဂလာရှိ၏လို့ရေးထားပါတယ်ချစ်တဲ့ညီကိုမောင်မတို့ကျွန်တော်တို့တွေရဲ့အသက်ကိုသူ့ရဲ့အသက်နဲ့ပေးပြီးတော့မှကျွန်တော်တို့ကိုထာဝရအသက်ရှင်စေမဲ့ယေရှုရှင်ခရစ်တော်ဘုရားရဲ့အသက်နဲ့ရှင်တဲ့နှုတ်ကပတ်တော်ကိုကြားဖို့ရာကျွန်တော်အခွင့်အရေးရတဲ့အခါခါတိုင်းမှာဘယ်သောအခါမှဒီအခွင့်အရေးကိုကျွန်တော်တို့လက်လွတ်အဆုံးရှုံးမခံသင့်ပါဘူးယနေ့ဒီချိန်မှာယေရှုရှင်ခရစ်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ပေါ်များကျွန်တော်ကြားရတဲ့ဆိုကြပါစို့ဒါပေမဲ့နှုတ်ကပတ်တော်တစ်ပတ်မှာဘာပြန်ပြောသေးလဲဆိုတော့မကြာခင်ဆိုတော့တနေ့မှာတဲ့ကျွန်တော်တို့ငတ်မွတ်ခြင်းကိုကြုံရမှာဖြစ်တယ်အဲ့ဒီငတ်မွတ်ခြင်းကအစားအသောက်ငတ်မွတ်တာမျိုးမဟုတ်ပဲနဲ့အသက်နဲ့ရှင်တဲ့ဖယားရဲ့နှုတ်ကပတ်တော်ကိုမကြားရတဲ့ငတ်မွတ်ခြင်းကိုကျွန်တော်ကြုံတွေ့ရမယ်လို့နှုတ်ကပတ်တော်ကသတိပေးထားပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကိုရောရှင်ယေရှုခရစ်တော်ဖျားရဲ့နှုတ်ကပတ်တော်ကိုကြားသင့်ကြားထိုက်ကြားရတဲ့အခွင့်အရေးရှိတဲ့အချိန်မှာကျွန်တော်နားထောင်ကြရအောင်အဲ့လိုမျိုးခရိယန်တွေရဲ့ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုကြားရလို့ပတ်ဝန်းကျင်ကကျွန်တော်တို့ကိုညှိုးညင်မယ်ဆိုရင်ပတ်ဝန်းကျင်ကကျွန်တော်တို့ကိုညှင်းပယ်မယ်ဆိုရင်တိတက်ပို့ဆိုတာကျွန်တော်တို့ရဲ့မိသားစုဝင်တော်မှကျွန်တော်တို့ကိုညှိုးညင်ပြီးတော့မှကျွန်တော်တို့ကိုမုန်းပြီးတော့မှကျွန်တော်တို့ကိုညှင်းပယ်မယ်ဆိုရင်လည်းပဲဒီယေရှုရှင်ခရစ်တော်ဘုရားရဲ့ကျွန်တော်တို့ရဲ့ယခုဘဝနောင်ဘဝနဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ကိုတော့ကျွန်တော်လွှဲဆောင်မသွားသင့်ပါဘူးကျွန်တော်မရအောင်ခံယူပြီးတော့မှကျွန်တော်အသက်တာမှာကျွန်တော်မျိုးစေ့ကြတဲ့အထိဒီနှုတ်ကပတ်တော်ကအသက်ဖြစ်တဲ့အထိကျွန်တော်တို့တွေနားထောင်နာယူပြီးလိုက်လျှောက်ရမှာဖြစ်တယ်ဆိုတာကိုကျွန်တော်ခွန်အားပေးလို့ပါတယ်ချစ်တဲ့ညီကိုမောင်မတို့ကျွန်တော်တို့အတွက်လောကမှာလိုအပ်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီလိုအပ်ချက်ဒီထဲမှာအသက်နဲ့ရှင်တဲ့ယေရှုရှင်ခရစ်တော်ဘုရားရဲ့နှုတ်ကပတ်တော်ဒီဟုသောကိုတော်ပြောတဲ့စကားကပို့ပြီးအလိုအဆုံးဖြစ်တယ်ဆိုတော့ကိုခွာပေးလို့ပါတယ်အရောက်တိုင်းဖျားရှင်ကောင်းကြီးပေးပါစေအာမင်